โอเคพระเราအားလုံးပဲမင်္ဂလာပါကျွန်တော်အရင်ဗီဒီယိုမှာပြောထားတဲ့အတိုင်းပဲကျွန်တော်ပေးပဲကောင်းကိုဒီဗီဒီယိုမှာကျွန်တော်မဲဖောက်ပေးမယ်လို့ကျွန်တော်ပြောထားပါเนาะဆိုတော့အရင်ဗီဒီယိုမှာလည်းတော်တော်လေးကိုအားရပါเนาะကျွန်တော် comment တွေလည်းတော်တော်လေးကိုမှန်ထားကြတယ် Telegram post တွေမှာလည်းကျွန်တော်မှန်ထားကြပါเนาะတချို့လူတွေကလည်းကျွန်တော်တို့ကဏ္ဍခုနှစ်လုံးဖွဲ့ထားတာမှာကျွန်တော်တော်တော်လေးကိုမှန်တယ်ပါเนาะတချို့တွေကလည်းမှားတယ်မှန်တဲ့လူကတော့တော်တော်လေးကိုများတယ်ပါเนาะဆိုတော့အဲ့ဒီထဲမှာကျွန်တော်တက်ရောက်ပါပဲကျွန်တော်ပေါက်မှာပါเนาะဆိုတော့တော်တော်လေးကိုရင်ခုန်စရာတော့တော်တော်လေးကိုကောင်းတယ်ကဲကျွန်တော်နဲ့တူတူဘတူပေါက်မလဲဆိုတော့တူတူတော့ဖောက်ကြမယ် let's go ဗျာ okay ဒါဆိုရင်တော့ကျွန်တော်တို့စပြီးတော့ဖောက်မယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုရင်ခုန်ဖို့တော့ကောင်းတယ်ဆိုတော့ကျွန်တော်ရင်စုနေနဲ့ကျွန်တော် Telegram မှာကျွန်တော်တက်ချက်ကြည့်ကြည့်မယ်ပေါ့နော်ဘလူတွေအနေထားလေးရှိလဲဘသူတွေဘာတွေမှတ်ထားတယ်ပေါ့နော်ဆိုတော့ရင်စုနေနဲ့ကျွန်တော်ကြည့်တဲ့အချိန်မှာတော့ giveaway post ဆိုတော့ကျွန်တော်တင်ပေးထားတယ်အဲ့ထဲမှာကျွန်တော်မှန်ခိုင်းထားတာပေါ့နော်ဆိုတော့အဲ့ဒါကိုမမှန်ခင်မှာကျွန်တော်ဒါလေးကိုကျွန်တော်တေချာလေးဖတ်ခိုင်းထားတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်အဓိကကတော့ကျွန်တော် Telegram account ကို user name မလုပ်ရသေး user name ကိုလောက်ခိုင်းထားတာပေါ့နော်ဆိုတော့ဒါပေမဲ့လည်းတချို့လူတွေကတော့လောက်ထားကြပါတယ်ဒါပေမဲ့တချို့လူတွေကတော့မလောက်ထားကြဘူးโอเคဒါဆိုရင်ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ကျွန်တော် comment ကတော့41ရောက်ရှိမယ်ပေါ့နော်ဆိုတော့အဲ့ဒီ comment ထဲရမှာပဲကျွန်တော်တို့ man တဲ့လူတွေကိုပဲကျွန်တော်ရွေးမှာဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်41 comment ကိုကျွန်တော်တစ်ချက်နှိပ်မယ်ပြီးတော့အပေါ်ဆုံးထိကိုကျွန်တော်ဆွဲမယ်ပေါ့နော်ဆိုတော့စမယ်ပေါ့နော်ထိဆုံးနဲ့ကြည့်မယ်ဆိုရင်တော့ဒီ brother တော့ဒီလိုမျိုးရေးထားဆိုတော့ဒီ brother မပါတော့ဘူးโอเคဒီလိုမျိုးပါရေးခိုင်းတာမဟုတ်ဘူးကျွန်တော်ကဒီကဏ္ဍခုနှစ်လုံးပဲရေးခိုင်းတာပေါ့နော်ဆိုတော့ဒီမှာဆိုရင်လည်းကျွန်တော် 83AIMB ဆိုတော့ရေးထားတယ်ဒီ brother ကိုကျွန်တော်တက်ချက်ကြည့်မယ်ဆိုရင်လည်း user name တွေထည့်ထားပါပေါ့နော်ဆိုတော့မစိုးဘူးโอเคနောက်တစ်ယောက်ကြည့်မယ်ဆိုရင်လည်းနောက်တစ်ယောက်လည်းမှန်တယ်ဗောနော်အဖြေမှန်ရတာကျွန်တော် 83 A အကြီးပြီးရင် A အသေးပြီးရင် I အသေးဖြစ်မယ်ပြီးရင် M အကြီးဖြစ်မယ်ပြီးရင် B ဖြစ်မယ်ဗောနော် 83 A I M B ဆိုတော့မှန်တယ်ဗောနော်ဆိုတော့ဒီ brother လည်းမှန်တယ်ဒီဒုတိယလည်းမှန်တယ်ဗောနော်တတိယကတော့ကျွန်တော်တစ်ချက်ကြည့်တဲ့အချိန်မှာတော့85လို့ပြထားဗောနော်ဆိုတော့85လို့ရေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်မမှန်ဘူးဗောနော်မမှန်ဘူးဆိုတော့မားတယ်ဆိုတော့မရဘူးโอเคနောက်တစ်ယောက်ဆိုရင်တော့ကျွန်တော်တို့83အကုန်မှန်တယ်ဗောနော်ဆိုတော့တစ်ချက်ကြည့်မယ်ဒီမှာဆိုရင်လည်းမှန်တယ်ဒီမှာဆိုရင်လည်းမှန်တယ်ဒီမှာဆိုရင်လည်းကျွန်တော်မှန်တယ်ဗောနော်အောက်နည်းနည်းဆွဲမယ်ဆိုရင်ဒီ brother ဘာရေးထားလဲတော့မသိဘူးကျွန်တော်ဒီကဏ္ဍခုနှစ်လုံးမှန်ခိုင်းတာသူကတော့အတန် message တွေပါပေါ်အထည့်လာဗောနော်โอเคဒီမှာဆိုရင်လည်းကျွန်တော်တို့ဒီ brother ဆိုရင်နှစ်ခုတော့ထည့်ထားတယ်အမှန်တာဒီကျွန်တော်ဒီ video မှာဗောနော် password create လုပ်တဲ့အချိန်မှာကျွန်တော်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပြပေးထားဗောနော်အဲ့ဒါပါသူကထည့်လာတယ်ဆိုတော့တစ်ချက်ကြည့်မယ်ဆိုတော့ဘယ်သူတွေမှန်လဲဒီ brother ထပ်မှန်ပြန်ပြီဒီမှာအတန် message တွေနဲ့ဒီ brother ဒီလိုမှန်အစားဗောနော်တကယ်လူချင်းနေဆိုရင်တော့ဒီလိုမျိုးမှန်ထားရင်တော့ပေါက်နိုင်ချေရှိအောင်မယ်ဗောနော်ဒီလိုမျိုးမှန်ထားဆိုတော့โอเคဒါဆိုရင်တော့ဒီမှာ hello bro ဆိုဒီလိုမျိုးရေးထားတယ်ဒီမှာဆိုရင်လည်း83ဒီ brother တော်တော်လေးကိုနစ်နာထင်တယ်ဗောနော်ဘာလို့လဲဆိုတော့ 83AA ဖြစ်ရမှာဗောနော်သူက A တစ်လုံးကြံခဲ့တယ်ဆိုတော့စိတ်မကောင်းစွာနဲ့ပဲဒီ brother မပါဘူးဆိုတော့နောက်တစ်ယောက်တူတာကလည်းကျွန်တော် user name ထည့်ထားလဲကျွန်တော်တစ်ချက်ကြည့်ဒီမှာဒီ brothers မထည့်ထားဘူးဗောနော်ဆိုတော့နည်းနည်းတော့တိုင်ပက်တယ် okay ဒီမှာတော့မပါဘူးဗောနော် okay ဒါဆိုရင်ကျွန်တော်ဘယ်နှစ်ယောက်ကမှန်လဲဆိုတော့ကျွန်တော်ရေးကြည့်မယ်ဗောနော်ဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်1ယောက်2ယောက်3ယောက်4ယောက်5ယောက်ရှိပြီပြီးရင်6ယောက်ရှိပြီ9ယောက်ရှိပြီ10ယောက်ရှိပြီ9ယောက်ဗောနော်10ယောက်17ယောက်12ယောက်13ယောက်14ယောက်14ယောက်15ယောက်16ယောက်18ယောက်18ယောက်19ယောက်20ယောက်21 22 23 24ပြီးရင်ကျွန်တော်တို့ဒီမှာဒီ brother ကဲမကောင်းဆောင်ပဲနဲ့ပဲเนาะ24ပြီးရင်ဒီ brother man နဲ့24 25ဒီဓာတ်တွေကိုကျွန်တော်ယူပြီးတော့မဲဖောက်မယ်ဗောနော်ဆိုတော့တော်လေးကိုရင်ခုန်ဖို့ကောင်းတယ် brother တို့လည်းဒီဗီဒီယိုမကြော်ဘဲနဲ့ကြည့်ပါဒါမှပဲရင်ခုန်စရာကောင်းမယ်ဗောနော် okay brother ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်25ယောက်လုံးကိုကျွန်တော်ဒီမှာရေးပေးထားဗောနော် user name ပါတယ်လူဆိုရင်ကျွန်တော် add လို့ထည့်ပေးထားတယ် user name မထည့်ထားတဲ့လူအတွက်ဆိုရင်ကျွန်တော်နာမည်ကိုပဲကျွန်တော်ရေးပေးထားဗောနော်ဆိုတော့25ယောက်ရှိမယ်ဒီ25ယောက်ကျွန်တော်တစ်ယောက်ကပဲပေါက်မယ်ဆိုတော့အရန်ရင်ခုန်နေပြီကျွန်တော်ကတော့ okay ဒါဆိုတော့ကျွန်တော်သွားပြီးတော့လုပ်မယ်ဗောနော် okay ဒါကိုကျွန်တော်အရင်ဆုံးအနေနဲ့ကျွန်တော် select all ချမယ်ဗောနော် select all နဲ့ copy လုပ်မယ်ကျွန်တော်တို့ Chrome browser ထဲမှာကျွန်တော်တို့မဲသွားဖောက်မယ်ဗောနော် Chrome browser ထဲဝင်မယ် okay ဒါဆိုရင်ကျွန်တော်မဲဖောက်ပေးမယ်နာမည်လေးကတော့ကျွန်တော် Woo Clap ပဲဗောနော်ဒီကောင်လေးရနဲ့ကျွန်တော်မဲဖောက်ပေးမယ်ဆိုတော့ဒီမှာကတော့ဒီမှာ spin wheel ပေါ့နော်ဥပမာကျွန်တော်မထည့်သေးဘူးပေါ့နော်မထည့်ဘဲနဲ့ကျွန်တော်တစ်ချက်ကြည့်မယ်ဘယ်လိုအနေထားရှိလဲပေါ့နော်ပေါက်ရင်ဘယ်လိုမျိုးပေါ်လာလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်ဒီမှာဆိုရင်သူဥပမာပေးထား option 1 2 3 4ဆိုတော့ပေးထားပါနော်ဆိုတော့ဒီလေးရမှာဆိုရင်ကျွန်တော်ဥပမာကျွန်တော်တစ်ချက်နှိပ်ကြည့်မယ်ဘယ်လိုအနေထားရှိလဲဒါဆိုတော့ကျွန်တော်ရင်ခုန်နေပြီ product video မှာကြော်ပါနဲ့ဒါမှပဲရင်ခုန်စရာကောင်းမယ်
ဒီလိုမျိုးပေါ့လာဗောနော်ဆိုတော့ဒီလိုမျိုးပေါ့ပြီဆိုရင်ပေါက်တဲ့လူကတော့ပေါက်သွားမယ် let's go ပြန်တရားတွေအကုန်ဖြတ်လိုက်မယ်ဗောနော်အဲ့တော့တော်တော်လေးကိုစိတ်လို့ရှာဖို့တော့ကောင်းနေပြီ25ရောက်ဗျာ25ရောက် okay အဲ့တော့ဒီကောင်ကတော့နည်းနည်းတော့ဟိုဒါဘယ်လိုပြောရမှာတခြားဝီလေးတွေနဲ့မတူဗျာအကောင့်နေဆိုရင်တော့အချိန်ယူတယ်ဗောနော်ဒီကောင်ဆိုအဲ့လိုမဟုတ်ဘူးအောက်မြန်နဲ့မြန်ပြီးတော့တခါတည်းကိုပေါက်သွားဗောနော်ဆိုရင်ခုန်ဖို့တော့အချိန်တော့မပေးဘူးဒီကောင်ကကဲဒါဆိုတော့ကျွန်တော် let's go ဗျာဖောက်မယ်ဗျာ1 2 3 let's go မစက်ခုံဗျာဒါ user name မထည့်ထားဘူး SUA screenshot လေးယူထားမယ်ဒီ brother oh my god ဒီ brother ပေါက်သွားပြီဗောနော်လာထုတ်လို့ရပါပြီဆိုတော့ဒီ brother လာထုတ်လို့ရပါပြီကျွန်တော်တစ်ချက်လေး okay ဒါတော့ user name သူမထည့်ထားဘူးဗောနော်ဆိုတော့တစ်ချက်တော့ကြည့်ကြည့်မယ်ကျွန်တော် Telegram မှာဘယ်သူလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ဗောနော် SUA ဆိုတဲ့တယောက်ပဲဖြစ်တယ်ဆိုတော့ Telegram မှာကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ဆိုတော့ SUA ကိုပေါ်နဲ့ရှာကြည့်ကြည့်မယ်ဆိုတော့ SUA မရှိဘူးဒါသူ user name မထည့်ထားဘူးဗျာဆိုတော့နည်းနည်းတော့တိုင်ပက်တယ်နာမည်ဝက်လိုက်ရှာပေးရမယ်ဗောနော်ဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်ဒီမှာဗျာတွေ့ပြီ A3AIME ဒီ brother ပေါက်သွားဗျာလာထုတ်ပါနော် SUA ဒီ brother လေးပေါက်သွားပါတယ် okay SUA ဒီ brother လေးတစ်ချက်ပေါက်သွားရပါတော့လာထုတ်လို့ရပါပြီကျွန်တော်တစ်ချက် high လိုက်မယ်ဗောနော်ဒီ brother ပေါက်သွားတယ်ဒီမှာလေသူအရင်ကကျွန်တော်လည်း message တွေပါတော့ပို့ထားပါတော့ဒါမှဘာမှတော့မပြောထားဘူးသူလည်းเนาะကျွန်တော်လာထုတ်လို့ရပါပြီဆိုတော့ဒီ video ကြည့်နေဆိုရင်လည်းမြန်မြန်လေးလာထုတ်ပေးပါဦးเนาะစုစုပေါင်းအယောက်25ရောက်ပဲဗောနော် comment မှန်းတာ41တိုးတော့လည်းပဲကျွန်တော်မှန်တဲ့လူကတော့25ရောက်ပဲဗောနော်အဲ့ထဲမှာဒီ brother လေးလာပေါက်သွားပါပြီသူ user name တော့မထည့်ထားဘူးဆိုတော့ကျွန်တော်က hide ထားတယ်ပေါက်သွားပြီဆိုတော့ကျွန်တော်တစ်ချက်ပြောထားပါတော့လာထုတ်လို့ရပါပြီဆိုတော့ဒီ video လေးကတော့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်ချင်တယ်ဆိုတော့ဒီ video ဆုံးထိကြည့်ပေးတဲ့တကယ်ချင်းအားလုံးကျေးဇူးတင်ပါတယ် payback account ထဲမှာကျွန်တော် cancel မဲမှာလည်းပေါင်ပေးတဲ့ brother တွေလည်းအားလုံးကျေးဇူးတင်ပါတယ်အားလုံး thanks for watching